အားလုံးပဲမင်္ဂလာပါအညာ Institute ရဲ့ကန်လက်စီစဉ်အနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ဂျပန်မှာပညာသင်ဆုပြေးဝနဲ့ကျောင်းတက်ချင်တဲ့မြန်မာကျောင်းသားကျောင်းသူတွေလက်မလွတ်တင်တဲ့ Max Scholarship အကြောင်းကိုအညာ Institute ရဲ့ကန်လက်စီစဉ်အနေနဲ့ sharing session လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ် Max Scholarship ပါဆိုရင်ဂျပန်အစိုးရကနိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက်ပေးအပ်တဲ့ပညာသင်ဆုအစီအစဉ်လည်းဖြစ်တဲ့ဒါပြင်အစိုးရကပေးအပ်တဲ့ပညာသင်ဆုဖြစ်တဲ့ကဲ့သို့ဂျပန်နိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်များမှာပညာသင်ဆုအပြည့်အဝနဲ့ပညာသင်ကြားခွင့်ရမယ်အခွင့်အရေးလေးဖြစ်ပါတယ်ဆိုတော့ပညာသင်ဆုကိုလျှောက်ချင်တယ်ဆိုတော့ကျောင်းသားကျောင်းသူတွေအတွက်ဘယ်လိုတွေလျှောက်ရမလဲဘာတွေလိုအပ်လဲဘယ်လိုတွေပြင်ဆင်ရမလဲစားတဲ့မေးခွန်းလေးတွေကိုပေါ့နော်ယခု sharing session မှာပြုလုပ်ပေးသွားမှာဖြစ်ပါတယ် sharing session ပြုလုပ်ပေးသွားမယ့်ဆရာမကတော့လက်ရှိ Max Scholarship winner တူဖြစ်ယုံတာမက Kyushu University မှာ Agriculture and Resource Economic ဘာသာဖြင့်ပါရဂူဘွဲ့ကျိုတက်ရောက်လက်ရှိယုံတာမက Master of Degree in Global Agriculture Technology and Genomic Science National Taiwan University Master Degree in Climate Change and Development Vietnam Japan University Vietnam National University Hanoi Bachelor Degree in Medical Technology University of Medical Technology Yangon စားတဲ့အတွေ့အကြုံများစွာရှိရဲ့ဆမက sharing ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ sharing session လေးပြုလုပ်ပေးဖို့ဆမကိုဖိတ်ခေါ်လိုက်ရအောင်နော်ဟုတ်ကဲ့ပါအရင်ဆုံးပေါ့နော်ကျွန်မအနေနဲ့ဒီအခုလိုပြော Mass Scholarship Information Sharing Session အတွက်ကိုကျွန်မဖိတ်ကြားပေးတဲ့ဒီအညာ Institute ကတာဝန်ရှိတဲ့သူတွေအကုန်လုံးကိုဒီနေ့ကနေကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်မနာမည်ကတော့မာအိငွေစင်ပါကျွန်မ information တွေကတော့ဒီအညာ Institute ရဲ့ Facebook page နဲ့ link မှာကြီးညာထားလို့မျိုးပဲပေါ့နော်ကျွန်မကဒီမနှစ်ကဒီ2024ခုနှစ်မှာပေါ့နော်ဒီ Mass Scholarship University Recommendation Track ကနေပြီးတော့မှKyushu တက္ကသိုလ်ရဲ့ဒီ PhD ဝင်ခွင့်ကိုရှောက်ပြီးတော့ scholarship ရခဲ့တဲ့ဝင်နာတယောက်ပါအခုလက်ရှိကတော့ကျွန်မဒီ Department of Agriculture Resource Economics မှာsecond year PhD ကျောင်းသူအနေနဲ့ research လုပ်နေတယ်ပေါ့နော်ဆိုတော့ကျွန်မဒီနေ့ contact မှာပေါ့နော်အပိုင်း၃ပိုင်းခွဲထားခြင်းပါတယ်ပထမအပိုင်းကတော့ဒီ general information about Mass Scholarship ဒုတိယအပိုင်းကတော့ကျွန်တော်တို့ဒီ Mass Scholarship ကိုဘယ်လိုမျိုးရှောက်မလဲဆိုတော့ step by step ပေါ့နော်တတိယအချက်ကတော့ဒီ Japanese University ရဲ့ system တွေပေါ့နော်ကျွန်မဒီအပိုင်းကိုဘာလို့ထည့်ထားလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဒီတမန်ယူချတက္ကသိုလ်တွေရဲ့ဒီ system တွေကဒီဂျပန်တက္ကသိုလ်ရဲ့ system တွေနဲ့တော်တော်လေးကွာခြားချက်ရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီရှောက်မဲ့သူတွေအနေနဲ့ကဒီဂျပန်ကတက္ကသိုလ်တွေရဲ့ဒီ system တွေကိုတေချာနားလည်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Mass Scholarship ရှောက်တဲ့နေရာမှာပို့ပြီးတော့အထောက်အကူပြုမယ်လို့ကျွန်မယုံကြည်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်မဒီနံပါတ်3 session ကိုထည့်ထားဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ Q&A session ဖြစ်ပါတယ်ဆိုတော့ဒီ Mass Scholarship ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီဂျပန်အစိုးရကနေပြီးတော့ကျမတို့ဒီနိုင်ငံတကာမှာရှိတဲ့ကျောင်းသူကျောင်းသားတွေအကုန်လုံးကိုဂျပန်နိုင်ငံမှာပညာသင်ဖို့အတွက်ကိုသူတို့အစိုးရကနေပြီးတော့ထောက်ပံ့ပေးတယ်ဒီ scholarship တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ Mass Scholarship မှာကျမတို့ဒီဘွဲ့ကြိုကျောင်းသားတွေရောဒီ Master Program Doctoral Program နဲ့အခြားသောဒီ Specialized Training Program တွေကိုရှောက်လို့ရပါတယ်ဆိုတော့ကျမတို့ဒီ Mass Scholarship ကိုဘယ်လိုမျိုးရှောက်ရမလဲဆိုရင်သူက track 2ခုရှိတယ်ပေါ့နော်ဆိုတော့ကျမတို့ကဒီမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဂျပန်တန်ယုံကနေတဆင့်လျှောက်တဲ့ပုံစံနဲ့ဒီကျမတို့ဂျပန်နိုင်ငံမှာရှိတဲ့တက္ကသိုလ်တွေကိုတိုက်ရိုက်လျှောက်တဲ့ပုံစံဆိုပြီးတော့2မျိုးရှိတယ်ပေါ့နော်ဆိုတော့ပထမတစ်မျိုးကိုကျတော့ကျမတို့ကဒီ Embassy Recommendation Track လို့ခေါ်ပြီးတော့ဒုတိယတစ်မျိုးကိုကျတော့ဒီ University Recommendation Track လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒီ Mass Scholarship မှာလည်းဒီ categories တွေက9ခုပြန်ပြီးတော့ခွဲထားတယ်ပေါ့နော်ဆိုတော့ category 9ခုမှာကျမဒီနေ့ပြောရမှာကဒီဂျပန်နိုင်ငံရဲ့ပြင်ပကနေပြီးတော့ရှောက်လို့ရမယ် overseas recruitment အပိုင်းကိုခြုံပြီးပြောရမယ်ပြီးတဲ့အခါမှာဒီ9ခုထဲမှာကျမတို့ဒီဘွဲလွန်ကျောင်းသားတွေနဲ့ဆိုင်တာဆိုလို့ရှိရင်เนาะ category 3မျိုးရှိတယ်ပထမတစ်မျိုးကတော့ဒီ research student category ဒုတိယတစ်မျိုးကတော့ teacher training student category နဲ့တတိယတစ်မျိုးကတော့ဒီ young leaders program YLP category ပေါ့เนาะဒီနေ့ session မှာလည်းကျမဒီအပေါ်ပိုင်း3မျိုးကိုပဲအဓိကပြောရမှာဖြစ်ပါတယ်ဆိုတော့ဒီမြန်မာနိုင်ငံကဒီဘွဲ့ကြိုကျောင်းသားတွေအနေနဲ့ရှောက်လို့ရတာကကြတော့ဒီ category 4မျိုးရှိမယ်ပထမတစ်မျိုးကတော့ undergraduate student category ဒုတိယတစ်မျိုးက Japanese study student category နဲ့တတိယတစ်မျိုးကကြတော့ဒီ College of Technology student နဲ့နောက်ဆုံးကတော့ Specialized Training College student ဆိုတော့4မျိုးရှိတယ်ပေါ့နော်
ဆိုတော့ကျမတို့ဘွဲလွန်ကျောင်းသားတွေအတွက်ရှောက်လို့ရတယ်ပထမအဆုံးresearch student category မှာဆိုရင်ကျမတို့ track နှစ်ခုစလုံးကနေပြီးတော့ရှောက်လို့ရမယ်teacher trainer student category မှာဆိုရင်တော့ကျမတို့university recommendation ကနေပြီးတော့ရှောက်လို့မရဘူးကျမတို့တန်ရုံကနေပဲရှောက်ခွင့်ရှိပါမယ်နောက်တစ်ခုဖြစ်တဲ့Young Leaders Program YLP ကကြတော့သူကပထမ2မျိုးနဲ့သူကအနည်းငယ်ကွာခြားတယ်ပေါ့နော်ပြောရမယ်ဆိုရင်YLP program ကကြတော့သူက government to government program သဘောနည်းနည်းစင်တယ်ပေါ့နော်အဲအကြောင်းမလို့အပေါ်က2မျိုးနဲ့ကွာပြီးတော့ကျွန်မနောက်ပိုင်းမှာအတွက်ကိုအသေးစိတ်ပြန်ပြောပေးပါမယ်ဟုတ်ဆိုတော့ပထမဦးဆုံးအနေနဲ့research student ပေါ့နော်ဒါကကြတော့research student ရဲ့ definition ကိုကျွန်မသူတို့ရဲ့reference ကနေပြီးတော့ယူထားတာပေါ့နော်ကျမတို့နားလည်လွယ်အောင်ပြောရမယ်ဆိုရင် research student category ဆိုတာဘာကိုပြောရလဲဆိုတော့ကျောင်းသူကျောင်းသားတစ်ယောက်ကmaster program ဖြစ်စေ doctor program ဖြစ်စေမှာသူတို့က enroll လုပ်ထားပြီးတော့doctor ဘွဲနဲ့ master program ကိုထပ်လက်ရှိတက်မနေပဲနဲ့သူတို့ဝင်ခွင့်အတွက်ကိုပြင်ဆင်နေတဲ့ကျောင်းသားပေါ့နော်အဲ့ဒီ stage မှာရှိနေတဲ့ကျောင်းသားကိုကျမတို့က mass scholarship အနေနဲ့ပြောရမယ်ဆိုရင် research student လို့ခေါ်တယ်ပေါ့နော်ဆိုတော့တနည်းအားဖြင့်နားလည်လွယ်အောင်ပြောရမယ်ဆိုရင်အကယ်၍ကျောင်းသားကျောင်းသူတစ်ယောက်ကမြန်မာနိုင်ငံကနေပြီးတော့မှဂျပန်တရုံကနေတဆင့်ရှောက်မယ်ဆိုလို့ရှိရင်ကျမတို့ကနောက်ဆုံး final mass scholarship ရသွားတဲ့အခါမှာသူကဘယ်လိုအနေနဲ့ရောက်လာမလဲဆိုရင်ဂျပန်နိုင်ငံကိုresearch student အနေနဲ့သူကရောက်လာမှာဆိုတော့ဂျပန်နိုင်ငံရောက်ပြီးတဲ့အခါကျမှဂျပန်အစိုးရကနေပြီးတော့သူ့ကိုအချိန်6လကနေပြီးတော့2နှစ်ပေးမယ်အဲ့ဒီ6လနေ2နှစ်အတော်အတွင်းမှာသူကmaster တော်၎င်း PhD တော်၎င်းအဲ့ဒီ entrance အတွက်ကိုသူက2နှစ်အတွင်းမှာပြင်ဆင်ရမယ်အဲ့တော့ပြင်ဆင်ပြီးတဲ့အခါကျမှentrance exam ဖြေမယ်ဖြေပြီးလို့entrance အောင်သွားပြီဆိုကမှသူက regular student အနေနဲ့ဥမာ master ဆိုရင်2နှစ် PhD ဆို3နှစ်ဆက်ပြီးတော့ scholarship ပေးမယ်ပေါ့နော်အဲ့လိုပုံစံပါဆိုတော့research student ကိုရှောက်မယ်ဆိုလို့ရှိရင်ကျတော့သူအတက်ကတ်ချက်ကတော့ရှိတယ်1991နောက်ပိုင်းမွေးတဲ့သူတွေရှောက်လို့ရမယ်ပေါ့နော်ပြောရမယ်ဆိုတော့35နှစ်အောက်ပေါ့ဆိုတော့ဘယ်လိုလူမျိုးတွေresearch student category မှာရှောက်လို့ရမလဲဆိုရင်သူကဂျပန်နိုင်ငံကသတ်မှတ်ထားတဲ့ condition 2ခုရှိတယ်ပေါ့နော်ပထမ condition ကတော့သူက master program ရှောက်မဲ့သူအတွက်ကော doctoral program ရှောက်မဲ့သူအတွက်ကောအကျုံးဝင်နေပေါ့နော်ဆိုတော့ပထမအချက်မှာဆိုရင်မြန်မာနိုင်ငံရှောက်မဲ့ကျောင်းသူကျောင်းသားတစ်ယောက်16 years of school education ပြီးတဲ့အချိန်ခါ16 years of school education ရှိရဆိုရင်ရှောက်လို့ရတယ်ဆိုတော့သူကဒီနေရာမှာဘွဲရထားမယ်လို့မပြောထားဘူးကိုက16 years of school education ရှိရဆိုရင်ရှောက်လို့ရမယ်ပြီးဒုတိယအချက်ကကြတော့သူက bachelor degree နဲ့ညီမျှတဲ့ degree ရှိခဲ့တယ်ဆိုလို့ရှိရင်ရှောက်လို့ရမယ်အဲ့တော့အဲ့နှစ်ခုတည်းကတစ်ခုခုနဲ့ကိုကကြိုက်တယ်ဆိုရင်ရှောက်လို့ရမယ်နော်နောက်ပြီးတော့second condition မှာကကြတော့ပထမအဆုံးအနေနဲ့ပြောမယ်ဆိုရင်သူကsecond condition ကကြတော့ဒေါက်တာဘွဲအတွက်ပဲတည်တဲ့အကျုံးဝင်နေပေါ့နော်ဆိုတော့ပထမ condition မှာကသူက master ဘွဲနဲ့ညီမျှတဲ့ degree တစ်ခုခုကိုသူကရထားမယ်ဒုတိယ condition ကကြတော့သူက master ဘွဲရရမယ်လို့မပြောထားဘူးbachelor ဘွဲတော့ရတယ်ဒါပေမဲ့ master ဘွဲမရပေမဲ့လည်းသူ့မှာက research institute တစ်ခုခုမှာresearch လုပ်တဲ့အတွေ့အကြုံ2နှစ်နဲ့အထက်ရှိတယ်ဆိုလို့ရှိရင်သူကရှောက်လို့ရမယ်ပေါ့နော်ဆိုတော့အချက်တွေနဲ့ကိုကတစ်ခုခုမှာကြိုက်တယ်ဆိုလို့ရှိရင်research student category ကိုရှောက်လို့ရပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ Young Leaders Program YLP ပေါ့နော်YLP ကကြတော့ကျွန်မခုနပြောထားသလိုပဲသူက kinds of government to government နည်းနည်းဆင်တယ်ပေါ့နော်ဆိုတော့YLP program အောက်မှာက course က5မျိုးရှိတယ်ပထမ3မျိုးကကြတော့schools of governance course ဒုတိယတစ်ခုကကြတော့ schools of local governance course တတိယတစ်ခုကကြတော့ healthcare administration ဆိုတော့ကျွန်မguideline 3ခုကိုprogram 3ခုကိုကြည့်လိုက်တဲ့အခါမှာမြန်မာနိုင်ငံသားကprogram 3ခုကိုရှောက်လို့မရဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်မခုနပြောတဲ့အတိုင်းပဲ government to government program ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျပန်အစိုးရကsorry ချက်ပါဦးပါဆိုတော့ဂျပန်အစိုးရကပေါ့နော်2021ခုနှစ်နောက်ပိုင်းကျမတို့military coup ဖြစ်ပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာရှိတဲ့အစိုးရဝန်ထမ်းတွေကိုmass scholarship ကိုမပေးတော့ဘူးပေါ့နော်မပေးတဲ့အတွက်ကြောင့်မလို့ကျမတို့အပေါ်မှာရှိတဲ့program 3ခုကိုမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့ရှောက်လို့မရတော့ဘူးပေါ့နော်ဆိုတော့နောက်ထပ်2ခုပေါ့နော်နောက်2ခုကတော့business administration course ကcourse ကိုရှောက်လို့ရမယ်နံပါတ်5ကကြတော့ law course ကိုရှောက်လို့ရမယ်အခုတော့reference တွေကြည့်ချင်တော့ကျွန်မဒီမှာreference ထည့်ထားတယ်အဲ့ကနေတွားကြည့်လို့ရပါတယ်
ဆိုတော့ဒီဟာကကြတော့ကျွန်မဒါ example ပေါ့နော်ဒီမှာဆိုလို့ရှိရင် Young Leader Programs List of Recommending Authorities ဆိုတော့ဒီ Schools of Government အတွက်ဆိုလို့ရှိရင်ဒီမှာအဆိုရင်သူကgovernment to government ဖြစ်တဲ့အတွက်ကြောင့်မလို့တရုတ်နိုင်ငံမှာဆိုလို့ရှိရင် Ministry of Education မှာလုပ်နေတဲ့သူအစိုးရဝန်ထမ်းတွေရှောက်လို့ရမယ်ဒီ Korea မှာဆိုရင် Ministry of Personal Management မှာအဲ့ဒီဌာနမှာလုပ်နေတဲ့သူတွေရှောက်လို့ရမယ်ဒီမှာဆိုလဲ Malaysia Philippines Singapore စသဖြင့်ပေါ့နော်ဒါပေမဲ့မြန်မာကတော့မပါတော့ဘူးပေါ့ဆိုတော့ဒီမြန်မာနိုင်ငံကနေရှောက်လို့ရတဲ့ပထမဦးဆုံးပထမ category ဖြစ်တဲ့ဒီ business administration course ပေါ့နော်အဲ့ဒီ program ကိုရှောက်မယ်ဆိုရင်သူကဘယ်ကနေရှောက်ရမလဲဆိုတော့ကျမတို့ဒီမှာသူ့မှာကန့်သတ်ချက်ရှိတယ်ဒီ embassy ကနေပဲရှောက်လို့ရမယ်နော်ဒီ MBA program ကိုပေးတဲ့ university ကကြတော့ Hitotsubashi University Business School ကနေပြီးတော့ MBA program ပေးတာဖြစ်တယ်ဒီမှာဆိုလဲသူ့ရဲ့ eligibility မှာမြန်မာနိုင်ငံသားပါတယ်ပြီးတော့ဒီ program ကကြတော့တစ်နှစ် program ဖြစ်တယ်ပြီးရင်သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူဒီ scholarship ကိုရမယ်ဆိုရင်ဂျပန်ယန်2,42,000ရမယ်ပေါ့နော်အဲ့ဒီ amount ကကြတော့ကျမတို့ဒီပုံမှန်ចောင်းသားတွေပေါ့နော်ပုံမှန်ចောင်းသားတွေရဲ့2ဆဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာတော့သူ့ရဲ့အားသာချက်လေးပါဒီ admission criteria မှာဆိုရင်သူကအသက်40အောက်ဖြစ်ရမယ်လုံတဲ့အတွေ့အကြုံ2နှစ်လောက်ရှိရမယ်အနည်းဆုံး2နှစ်ပေါ့နော်ပြီးရင် IELTS TOEFL score တွေရှိရမယ်ပေါ့နော်ဒီမှာဆိုနောက်ထပ်သူ့ရဲ့အားသာချက်ဘယ်လိုပြောမလဲကိုယ့်ရဲ့ GMAT score တော့ GRE score တော့ရှိလို့ရှင်တော့ပို့ပြီးတော့အဆင်ပြေရပေါ့နော်ဆိုတော့ဒီ YLP အောက်ကနေပြီးတော့ရှောက်လို့ရမယ်နောက်ထပ် law တစ်ခုကနောက် program တစ်ခုကကြတော့ law course ပေါ့နော်သူကကြတော့အခုလက်ရှိကျွန်မတက်နေတဲ့ဒီ Kyushu တက္ကသိုလ်နဲ့တွဲထားတယ်ပေါ့နော်ဒီ program ကလည်းအခုန program နဲ့အတူတူပဲembassy ကနေပြီးတော့မှရှောက်ရမယ်ဆိုတော့သူကလည်းတစ်နှစ် program ပဲသူရဲ့ဒီ stipend amount ကလည်းအခုန MBA program နဲ့အတူတူပဲရလို့ရှိရင်သူက2ဆလောက်ရမယ်ပေါ့နော်ဒါပေမဲ့သူကတစ်နှစ် program ပဲဖြစ်တယ်ဆိုတော့ဒီ program နှစ်ခုစလုံးက embassy ကနေရှောက်ရမယ့်အတွက်ကြောင့်မလို့ဒီသူတို့ဂျပန်နိုင်ငံကိုရောက်လာပြီးပြီဆိုရင်သူတို့ဒီကျောင်းသားတွေကဒီ program ကိုချက်ချင်းတက်လို့မရသေးပဲနဲ့6လဂျပန်စာသင်ရမယ်ပေါ့6လဂျပန်စာသင်ပြီးတဲ့အခါကျမှဒီ program join လို့ရမယ်ဒါပေမဲ့သူတို့ကကြတော့ research student နဲ့မတူတဲ့ဟာကကြတော့ဝေခွင့်ထပ်ဖြည့်စရာမလိုတော့ဘူးပေါ့နော်ဒါကတော့ဒီ YLP program မှာမြန်မာနိုင်ငံသားတွေရှောက်လို့ရတဲ့ program နှစ်ခုဖြစ်ပါတယ်ဆိုတော့နောက်ဆုံးတစ်ခုကကြတော့ teacher training students ဒီ teacher training student category ကကြတော့သူကဘွဲ့ပေးမှာမဟုတ်ဘူးပေါ့နော်ဘယ်လိုမျိုးလူတွေရှောက်လို့ရလဲဆိုလို့ရှိရင်သူကဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဆရာအဖြစ်နဲ့လုပ်ကိုင်နေတဲ့သူတွေကိုရှောက်လို့ရတယ်ပြီးလို့ရှိရင်သူရဲ့ဘယ်လိုပြောမလဲရည်ရွယ်ချက်ကကြတော့နိုင်ငံတကာမှာအဖြစ်လုပ်ကိုင်နေတဲ့သူတွေကိုဒီဂျပန်နိုင်ငံမှာ training ပေးတဲ့သဘောပေါ့နော်ဆိုတော့သူရဲ့ age limitation ကတော့1990နောက်ပိုင်းမွေးဖွားတဲ့သူဖြစ်ရမယ်University or Teacher Training School graduate ဖြစ်ရမယ်နောက်ပြီးတော့လုပ်တဲ့အတွေ့အကြုံကအနည်းဆုံး9နှစ်ရှိရမယ်ပေါ့နော်ဒီအချက်လက်တွေနဲ့ကိုက်ညီရဲဆိုလို့ရှိရင်တော့ဒီ Teacher Training Student ကိုcategory ကိုရှောက်လို့ရပါတယ်ဆိုတော့နောက်တစ်ပိုင်းကကြတော့ဒီ math scholarship benefits တွေပေါ့နော်ကျမတို့ဒီ math scholarship ရခဲ့ပြီဆိုလို့ရှိရင် monthly allowance အနေနဲ့ဒီ research student အတွက်ဆိုရင်တစ်လကိုဂျပန်ယန်34,300ရပါမယ်ဒီ master course အတွက်ဆိုလို့ရှိရင်တော့တစ်လကိုဂျပန်ယန်34,400ရမယ် doctoral course အတွက်ဆိုရင်တော့တစ်လကိုဂျပန်ယန်34,500ရပါမယ်နောက်ပြီးတော့ဒီ supplementary regional allowance အနေနဲ့ကဥပမာဆိုရင် Hokkaido University ပေါ့နော်ဒီ Hokkaido University ကကြတော့ဒီဂျပန်နိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့အတွက်ကြောင့်မလို့တို့ကဒီစောင်းရသီတွေမှာဆိုရင်အရန်အေးတယ်ဆိုတော့เนาะဒီစောင်းရသီလတွေဆိုလို့ရှိရင်တို့ကဂျပန်ယန်တစ်လကို2,000ကနေ3,000အပိုထည့်ရမယ်ပေါ့နော်ဒါကကြတော့ဒီ supplementary regional allowance ဖြစ်ပါတယ်ပြီးရင် education fees အနေနဲ့ကကြတော့ဒီကျမတို့ tuition fees တွေနောက်ပြီးရင် matriculation fees entrance fee အဲ့ဒါတွေကကြတော့ဒီသက်ဆိုင်ရာတက္ကသိုလ်ကနေမှာ waive လုပ်ပေးမယ်ဒါပေမဲ့ဒီ entrance fee ကကြတော့ဥပမာကိုကဒီ research student အနေနဲ့ရောက်လာပြီးတော့ဒီ master နဲ့ PhD အတွက်ကို entrance ဖြေမယ်အကယ်၍ဖြေလို့ကိုကမအောင်ခဲ့ဘူးဆိုရင်တော့ဒီ entrance fee ကိုကိုယ့်နဲ့ကိုစိုက်ရမှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့တခြားအကုန်လုံးကဒီအစိုးရစိုက်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကဒီ travel expense အနေနဲ့ကကြတော့ကျွန်တော်ဒီဂျပန်ကိုလာမဲ့ဒီ scholarship ရလို့ဂျပန်ကိုလာမယ်ဆိုလို့ရှိရင်သူကဒီ home country ကနေမှာဒီဂျပန်နိုင်ငံအထိကိုသူကဒီ economy class airline ticket စိုက်ပေးမှာပါအကယ်၍ကိုကမြန်မာနိုင်ငံနေလာဖို့အဆင်မပြေဘူးတခြားနိုင်ငံနေတန်းလာခြင်းနဲ့ဆိုရင်တော့ဒါဒီအတွက်ကိုတော့ကိုယ့်နဲ့ကိုယ်ကုန်ကြခံရမှာဖြစ်ပါတယ်ဆိုတော့ဒီစာတင်ပြီးတဲ့အခါမှာမြန်မာပြည်ကိုပြန်မယ်ဆိုလို့ရှိရင်လည်းဒီreturn ticket ကိုလည်းဒီအစိုးရစိုက်ပေးမှာဖြစ်ပါတယ်
ဆိုတော့ဒီနောက်တစ်ခုကကြောင့်ဒီ bonus benefits ပေါ့နော်အကယ်၍ကိုက mass scholarship ရခဲ့မယ်ဆိုလို့ရှိရင်မနှစ်ကနေစပြီးတော့ပေါ့နော်မနှစ်ဆို2024ကနေစပြီးတော့ mass scholarship winner တွေကလည်းတခြား additional research funding ရှောက်ခွင့်ရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီ mass scholarship ရတဲ့အကြောင်းသူအကြောင်းသားတွေကဒီအချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိတယ်ပေါ့နော်ကျွန်မဆိုလည်းအခုလောဆယ်အချိန်ပိုင်းအလုပ်က2ခုလောက်လုပ်နေတယ်ပေါ့နော်နောက်ထပ်အားသာချက်တစ်ခုကကြတော့သူကကြောင်းပြီးတဲ့အခါမှာသူကကိုယ့်နိုင်ငံကိုချက်ချင်းပြန်စရာမလိုဘူးဂျပန်မှာအလုပ်ရှာပြီးတော့ဆက်ပြီးတော့ဂျပန်မှာဆက်နေလို့ရတယ်ပေါ့နော်အဲ့ဒါလေးကတော့သူရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီနံပါတ်1အပိုင်းကတော့ how to apply mass scholarship ပေါ့နော်ဆိုတော့ကျွန်မခုနပြောခဲ့သလိုပဲ mass scholarship ကိုရှောက်ဖို့အတွက်ကနီလန်နှစ်ခုရှိတယ် embassy ကနေရှောက်တဲ့ဟာနဲ့ဒီတက္ကသိုလ်တိုင်းရဲ့ရှောက်တဲ့ဟာပေါ့နော်ဆိုတော့ဒီ embassy ကိုရှောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ Thailand ပြထားတဲ့အတိုင်းပဲ step တွေကတော့များတယ်ပြီးလို့ရှိရင်သူရဲ့ process ကလည်းတစ်နှစ်လောက်ကြာတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီမြန်မာနိုင်ငံသားတွေဒီ embassy recommendation ကနေပြီးတော့စပြီးရှောက်မယ်ဆိုရင်ကျမတို့အရင်ဆုံးပထမဆုံးအဆင့်ကဒီ MAJA ပေါ့နော် MAJA လို့ခေါ်တဲ့ဒီမြန်မာ Association of Japan Alumni အဲ့ဒီအဖွဲ့ကနေပြီးတော့စပြီးရှောက်အောင်မှာဖြစ်ပါတယ်အခုဒီအဆင့်ကကြတော့ကျမကဒီ embassy recommendation ကနေလာတဲ့သူမဟုတ်တဲ့အတွက်ကြောင့်မလို့ဒါကတော့ကျမရဲ့ကိုယ်ပိုင်အတွေ့အကြုံတော့မဟုတ်ဘူးဒါပေမဲ့ဒီ information တွေကိုကျမရသလောက်တော့စုစည်းပေးထားပါတယ်ဆိုတော့MAJA မှာရှောက်မယ်ဆိုရင်သူကဒီ match ဒါမှမဟုတ် favor လောက်မှာဆိုရင်သူ application စောက်ခေါ်တတ်တယ်ပေါ့နော်အဲ့ဒီခါသူတို့ရဲ့ဒီ MAJA ရဲ့ဒီ Facebook page နဲ့ဒါမှမဟုတ်လို့ရှိရင်သူရဲ့ဒီသတင်းစာတွေမှာရှောက်လွှာလက်ခံပြီးဆိုပြီးတော့ခေါ်တတ်တယ်ပေါ့နော်အဲ့ဒီခါမှာကျမတို့ရှောက်လွှာတင်ရမယ်ရှောက်လွှာတင်ပြီးတဲ့အခါမှာဒီ MAJA နေမှာဒီ application form တွေကိုစီစစ်တယ်စီစစ်ပြီးလို့ရှိရင်ကျမတို့စာမွေး2ခုဖြည့်ရတယ်ပေါ့နော်ရေးဖြည့်ကကြတော့အင်္ဂလိပ်စာပေါ့နော်ရေးဖြည့်နေနောက်ပြီးတော့interview ပေါ့နော်လူတွေ့ဖြည့်ရပါတယ်အဲ့တော့သူရဲ့ထူးခြားချက်ကကြတော့ဒီလိုရှောက်မယ်ဆိုလို့ရှိရင်ကျမတို့ဒီလူကိုယ်တိုင်မြန်မာပြည်မှာရှိနေရပါမယ်လူကိုယ်တိုင်မြန်မာပြည်မှာရှိနေရမယ်ပေါ့နော်အဲ့တော့ဒီပထမဦးဆုံးMAJAမှာရေးဖြည့်ဖြည့်မယ်ရေးဖြည့်ဖြည့်လို့အောင်ပြီးသားလူကိုမှသူတို့ကဒီ interview ဖြည့်ဖို့အတွက်နောက်တစ်ဆင့်ခေါ်မယ်ပြီးတော့MAJAမှာ interview အောင်သွားပြီဆိုကမှကျမတို့ဒီနံပါတ်2အဆင့်embassy ကိုစပြီးရှောက်ရပါမယ် embassy စပြီးရှောက်တဲ့အခါမှာလည်း embassy မှာ2ခုရှိမယ်ဆောင်ဝက်2ခုရှိမယ်ပေါ့နော်ရေးဖြည့်နေသူလည်းနှုတ်ဖြည့်ပဲအဲ့တော့embassy ရေးဖြည့်မှာဆိုတော့သူက essay type ဖြစ်ဖို့များတယ်ပေါ့နော် essay type အဲ့ဒီရေးဖြည့်အောင်ပြီးွားပြီဆိုကမှသူတို့နှုတ်ဖြည့်လူတွေ့ကိုခေါ်လိုက်မယ်လူတွေ့ခေါ်ပြီးွားပြီembassy ကနေမှ interview အောင်သွားပြီဆိုလို့ရှိရင်တော့ဒါဒီ process တစ်ခုလုံးရဲ့60%လောက်ကိုကကြော်ဖြတ်ပြီးွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီ embassy မှာလူတွေ့အောင်ပြီးွားပြီဆိုလို့ရှိရင်ဘာတွေဆက်လုပ်ရမလဲဆိုရင်ကျမတို့ဒီဂျပန်နိုင်ငံမှာရှိတဲ့ကျောင်း3ကျောင်းကိုရွေးရမယ်အဲကျောင်း3ကျောင်းကိုရွေးပြီးတဲ့အခါမှာဒီအစ်စ်မှာဆိုလို့ရှိရင်တော့ကျောင်းတွေကိုဆက်ပြီးတော့ရှောက်ရတော့မယ်ပေါ့နော်အဲကျောင်းရှောက်တဲ့အချိန်မှာဒီကျောင်းတွေကိုဆက်တွယ်ပြီးတော့ဒီအဲ့ဒီကိုရှောက်ထားတဲ့ကျောင်း3ကျောင်းမှာအနည်းဆုံး2ကျောင်းကနေပြီးတော့ဒီ provisional acceptance letter ရရမယ်ပေါ့နော်အဲ့ဒီ provisional acceptance letter ရပြောပြီဆိုလို့ရှိရင်သူတို့သတ်မှတ်ထားတဲ့ deadline အတွင်းမှာဒီဂျပန်အတန်ရုံးကိုအပ်ရမယ်ပေါ့နော်အပ်ပြီးတဲ့ခါကျမှဒီဂျပန်တရုံးနေမှာ final shortlist တွေကိုဒီဂျပန်အစိုးရကိုပို့မယ်ဂျပန်အစိုးရနေမှာနောက်ဆုံး final result ကိုဒီ January February လောက်မှာထုတ်ပြန်မယ်ပေါ့နော်အဲ့ခါဆိုတော့ကိုကဒီ mass scholarship ရပါပြီပေါ့နော်ဆိုတော့ဒီ process မှာဆိုရင်အရေးကြီးတာကဒီ university contact နဲ့ provisional acceptance ပေါ့နော်အကယ်၍ကိုရွေးထားတဲ့ကျောင်း3ကျောင်းစလုံးရဲ့ဒီ acceptance letter မရခဲ့ဘူးဆိုလို့ရှိရင် तू ကအရှိကိုဆက်သွားလို့ရမှာမဟုတ်ဘူးအဲ့ဒီအချိန်ဆိုလို့ရှိရင်တော့ကိုအရှိမှာစူးစမ်းခဲ့သမျှဒီနောက်မှာစူးစမ်းခဲ့သမျှအရာတွေအကုန်လုံးအလကားဟတ်သက်ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တချို့တွေကအတွေ့အကြုံရှိတဲ့သူတွေပြောတာဆိုလို့ရှိရင်เนาะဒီလိုအချိန်တွေမှာဆိုလို့ရှိရင်ကျောင်းတွေကိုကြိုတင်စောစောလေး contact လုပ်ထားလို့ရှိရင်ကိုယ့်အတွက်ပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့သူပြောထားပါတယ်ဒီလိုနေရာမှာဒီ application document တွေကဆိုလို့ရှိရင်တော့ကျမတို့10မျိုးရှိတယ်ပေါ့နော်ပထမဦးဆုံး application form ဒီ document တွေအကုန်လုံးကကျမတို့ဒီဂျပန်နိုင်ငံတန်ယုံမှာတန်ယုံရဲ့website မှာအကုန်လုံးတင်ထားပေးရတယ်ပေါ့နော်ကိုရီးယားဒီဟာကိုdownload ဆွဲပြီးတော့မှ form ဖြည့်ရုံပါပဲဆိုတော့ application form ရှိမယ်နံပါတ်2ကကြတော့ field of study research plan ရှိမယ်အဲ့တော့ဒီ research plan ဆိုတာကတော့အရေးကြီးတယ်ပေါ့နော်ဒါတတိချာရေးဖို့လိုတယ်ဒီဟာကကြတော့ကိုယ့်ရဲ့ဒီ research proposal နဲ့တူတယ်နောက်နံပါတ်3ကကြတော့ဒီကျမတို့ရဲ့ transcript တွေအမှတ်စီးရင်တွေလိုမယ်နောက်နံပါတ်4ကကြတော့ကိုပွဲလက်မှတ်တွေလိုမယ်ပြီးနံပါတ်5ကကြတော့ကိုတက်ခဲ့တဲ့ကျောင်းကနေမှrecommendation letter လိုမယ်ဒီနေရာမှာလဲ recommendation letter ပေးမဲ့သူကကျောင်းရဲ့ president ဒါမှမဟုတ် dean အဆင့်ဖြစ်ရမယ်ပေါ့နော်ပြီးနံပါတ်6ကတော့ medical certificate လိုမယ်
နံပါတ်9ကကြတော့ကိုက thesis ရေးထားတဲ့အတွေ့အကြုံရှိရဆိုလို့ရှိရင်ကို thesis ရဲ့ abstract တွေလိုမယ်နောက်ပြီးလို့ရှိရင်နံပါတ်10ကတော့ဒီ language certificate လိုမယ်နံပါတ်9ကကိုအလုပ်ကနေမှာ recommendation letter လိုမယ်နောက်ဆုံးကတော့ photographs ပေါ့နော်ဒီ application ဒီ document တွေလိုပါလိမ့်မယ်ဆိုတော့နောက်တစ်ခုကကြတော့ဒီ university recommendation process ပေါ့နော်ကျွန်မကကြတော့ဒီ university recommendation track နဲ့လာတဲ့သူတွေကြောင့်မလို့အခုကျွန်မပြောမယ့်ဟာတွေကတော့အကြောင်းအရာတွေကြတော့ကျွန်မရဲ့ဒီကိုယ်ပိုင်အတွေ့အကြုံတွေဖြစ်ပါတယ်ဆိုတော့ဒီမှာတတိထားမှာကဒီ university recommendation track ကိုကစရှောက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့တတိပြုရမှာကကိုကဒီတက္ကသိုလ်ရဲ့ဒီဥမာ master program PhD program ရဲ့ဝင်ခွင့်ဟိုပါတခါတည်းဖြေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပြန် challenge များတယ်ပြီးတဲ့အခါမှာဒီ program တွေကိုတကဘာလုံးအတိုင်းအတာနဲ့ရှောက်တဲ့အတွက်ကြောင့်မလို့ပြန်အပြိုင်အစမ်းလည်းပြင်းထန်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နည်းနည်းတော့ challenge ဖြစ်တယ်ဆိုတော့ဒီ timeline ကလည်းဥမာတက္ကသိုလ်တစ်ခုနဲ့တစ်ခုကလည်းမတူတဲ့အပြင်တက္ကသိုလ်တစ်ခုဆိုရင်တစ်ခုမှာတော့မှဒီ program တစ်ခုနဲ့တစ်ခုကမတူသေးဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကိုရှောက်မဲ့တက္ကသိုလ်ရဲ့timeline အသေးစိတ်ကိုတေချာလေ့လာပြီးမှရှောက်တင်တယ်ပေါ့နော်အခုသူက timeline စတဲ့အချိန်တော့ September ကနေ December ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာတော့မှီရဲ့အခုချိန်ဆိုအတော်ပဲပေါ့နော်စရှောက်ရင်အတော်ပဲဆိုတော့ကျမတို့ပထမဦးဆုံးလုပ်ရမှာကဒီကို potential supervisor ကိုရှာပြီးတော့ဒီ supervisor ကို contact လုပ်ရမှာဖြစ်ပါတယ်ဒီ contact လုပ်ရမယ့်အချိန်ကလည်းဒီအချိန်လောက်ဆိုအတော်ပဲပေါ့နော်ပြီးအဲ့ contact လုပ်လို့ရှိရင်ကျမတို့ email နဲ့ contact လုပ်အောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ email ပို့တာအရေးကြီးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကျမတို့ဒီဂျပန်မှာရှိတဲ့တက္ကသိုလ်professor တွေမှာဆိုလို့ရှိရင်သူက email တွေကတရက်ကိုလာတဲ့အဆောင်ပေါ်ကမနေဘူးဆိုတော့ကျမတို့ဒီပို့လိုက်တဲ့ email ကတစ်ချက်ထဲနဲ့ဒီ professor ကို attention ရနိုင်ရမယ်ပေါ့နော်ဆိုတော့အဲ့လို email မျိုးဖြစ်အောင်ရေးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီ supervisor ကိုအရင်ဆုံး email ကနေဆက်သွယ်မယ်ဆက်သွယ်ပြီးလို့ရှိရင်ဒီနောက်ပိုင်းအဆင့်တွေကကြတော့ဒီ supervisor တယောက်နဲ့တယောက်ပေါ်မူတည်ပြီးတော့ကွာခြားတတ်မယ်ပေါ့နော်ဒီဟာတော့ကျွန်မဒီအတွေ့အကြုံအရပြောထားတာပေါ့နော်ဒီနံပါတ်3ပါဆိုရင်အကယ်၍ကိုကဒီ supervisor ကကိုယ့်ရဲ့ email ကိုစိတ်ဝင်စားတယ်ကိုယ့်ရဲ့ research ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် तू ကpreliminary discussion လုပ်လိုက်မယ်ပေါ့နော်အဲ့ဒီလုပ်တဲ့အခါမှာ तू ကဒီ email နဲ့ပဲshort interview ပေါ့ဥပမာဆိုရှင်ဘာကြောင့်ရှောက်ချင်တာလဲဒီကြောင့်ပြီးရင်ဘာလုပ်မှာလဲပြီးအခုလက်ရှိဘာလုပ်နေလဲပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဒီဟာလေးတွေဒီ email အသွားလာရှိမယ်ပြီးတော့ email အသွားလာရှိပြီးတော့မှကိုဒီ professor ကအဆင်ပြေပြီးငါတို့နောက်တစ်ဆင့်သွားကြမယ်ဆိုပြီးတော့ तू ကဒီ research proposal ကိုအသေးစိတ်ပေါ့နော်အဲ့ဒါကို submit လုပ်ခိုင်းတယ်အဲ့ဒီဟာကို तू ကတေချာဖတ်မယ်အဲ့ဒါတော်တော်အရေးကြီးတယ်ပေါ့နော်အဲ့ဒီအသေးစိတ် research proposal ကိုဖတ်ပြီးလို့ तू ကကိုယ့်ရဲ့ research ကိုသဘောတူသွားပြီသဘောကျတယ်ဆိုလို့ရှိရင် तू ကနောက်တစ်ဆင့်အနေနဲ့လူတွေ့ဆောင်ပွဲဘယ်လိုပြောမလဲ face to face interview ခေါ်လိုက်မယ်ဒီအခုမှတ်ထားရမှာတော့ဒီ face to face interview ဆိုတာကဒါတော်တော်လေးအရေးကြီးတယ်ပေါ့နော်ဆိုတော့ဒီ face to face online interview ခေါ်တဲ့အခါမှာ तू က professor တယောက်တည်းဖြစ်ချင်းဖြစ်မယ်နောက်ပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်တော့ဒီ program ဒါမှမဟုတ်လို့ရှင်ဒီ department တစ်ခု department မှာရှိတဲ့ professor 3-4ယောက်လောက်ဝိုင်းမေးခြင်းမေးလိုက်မယ်ပေါ့နော်ဒါကကြတော့သူတို့ဒီကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းနဲ့ကွာခြားပါလိမ့်မယ်အဲ့တော့များသောအားဖြင့်ဒီ interview မှာဆိုဘာတွေမေးတတ်လဲဆိုရင်ဒီကိုတင်လိုက်တဲ့ research proposal ကိုပဲအဓိကအသေးစိတ်မေးတတ်တယ်ပေါ့နော်ကဲအဲ့တော့ပြီးတဲ့အခါမှာဒီ online interview အောင်သွားပြီဆိုလို့ရှိရင်ကျမတို့ဒီ Math Scholarship application ကို official စလို့ရပြီပေါ့နော်အဲ့ဒီအခါမှာဆိုလို့ရှိရင်ဒီ professor နေမှာကဲနေစရှောက်လို့ရပြီဆိုပြီးတော့ကိုယ်ဒီform တွေပေးလိုက်မယ်အဲ့ form ကိုဖြည့်ရမယ်ပေါ့နော်ဆိုတော့ဒီအချိန်လေးမှာဆိုလို့ရှိရင်ကျမတို့သတိထားရမှာကဒီကိုယ့်ရဲ့ potential supervisor နဲ့ကိုယ်နဲ့အကြမှာ communication ကောင်းကောင်းလုပ်နိုင်ဖို့အရေးကြီးတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ application form တွေတင်နေဆိုတာကလည်းဒီဝင်ခွင့်စာမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာတတိချာလေးဖြည့်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့သူရဲ့ application form တွေကလည်းအခုနembassy recommendation application form တွေနဲ့အနည်းငယ်တူတယ်ဒါပေမဲ့တစ်ခုမတူတာကကြတော့ဒီ medical certificate ကကြတော့ကျွန်မရှောက်တုံးကဒီ University ကနေမှာဒါကိုမတောင်းဘူးဒါပေမဲ့ဒီအကြောင်းကိုရောက်လာတဲ့အခါကျမှကျမတို့ဆေးပြန်စစ်ရတယ်ပေါ့နော်အဲ့ဟာလေးတွေရှိတယ်ဆိုတော့ဒီ University recommendation ရဲ့ process ကကြတော့ဒီ embassy လောက်တော့မရှုပ်ထွေးဘူးဒါပေမဲ့သူကလည်းchallenge တော့ဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့Japanese University system ပေါ့နော်
ဆိုတော့ဒါကတော့ဂျပန်တက္ကသိုလ်ရဲ့ဒီဖွဲ့စည်းပုံတွေပေါ့နော်ဒါကတော့အများတချို့ကျောင်းသူကျောင်းသားတွေလည်းသိပြီးသားဖြစ်ပါလိမ့်မယ်ဒါတော့ကျွန်မဒီ review ပြန်လုပ်ပြီးတဲ့သဘောပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဥပမာဆိုရင်Tokyo University ဒါမှမဟုတ်လို့ရှိရင် Kyoto University အဲ့ဒီနေရာမှာဒီတက္ကသိုလ်ရဲ့အောက်မှာဓာတ်ရိုက်လာတာက faculty သူတို့စီမှာကျတော့ Faculty of Engineering ရှိမယ် Faculty of Science Faculty of Medicine Faculty of Arts စသဖြင့်အဲ့လိုရှိလိမ့်မယ်အဲ့ဒီ faculty တွေရဲ့အောက်မှာschools တွေလာမယ်ဥပမာကျမဒီမှာနမူနာပေးထားဆိုရင် Graduate School of Engineering ဒါမှမဟုတ်လို့ရှိရင်လည်း Undergraduate School of Engineering ရှိလိမ့်မယ်ဒီ Faculty of Science အောက်မှာဆိုလို့ရှိရင်လည်း Graduate School of Science ဆိုတာရှိလိမ့်မယ်အဲ့ဒီ Graduate School တွေရဲ့အောက်မှာကျမတို့ဒီ Master Program PhD Program Undergraduate Program ဆိုပြီးတော့တွားတယ်ပေါ့နော်ဆိုတော့ဒီ Graduate School ရဲ့အောက်မှာဒီ department တွေရှိလိမ့်မယ်ဥပမာဒီ Faculty of Engineering ကိုပြောမယ်ဆိုရင် Faculty of Engineering လာမယ်ပြီးတဲ့အခါမှာ Graduate School of Engineering လာမယ်ပြီးတဲ့အခါမှာ department တွေလာမယ်ဥပမာဆိုရင် Mechanical Engineering Electrical Engineering Civil Engineering စသဖြင့်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျမတို့ဒီမြန်မာနိုင်ငံတက္ကသိုလ်နဲ့ကွာတာဘာလဲဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်အများစုဆိုရင်ဥပမာရန်ကုန်တက္ကသိုလ်ဆိုရင်ရန်ကုန်တက္ကသိုလ်လာမယ်ပြီးတဲ့အခါမှာတခီကိုကျမကမြန်မာပြည်မှာကတော့ University of Medical Technology တက်လာတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီ Civil Science နည်းပညာတက္ကသိုလ်မှာဆိုရင် Civil Science နည်းပညာတက္ကသိုလ်လာမယ်ပြီးတဲ့သူ့ရဲ့အောက်မှာ department တွေတိုက်ရိုက်လာမယ်ပေါ့နော်ဒီလိုမျိုး faculty နဲ့ဒီ graduate school undergraduate school တွေမရှိဘူးပေါ့နော်ဒီဟာတော့ကွာခြားချက်ဖြစ်ပါတယ်ပြီးတော့ဒီဂျပန်နိုင်ငံမှာဆိုလို့ရှိရင် master ဆိုလို့ရှိရင်2နှစ်များသောအားဖြင့်ပေါ့နော် PhD ဆိုရင်3နှစ်များသောအားဖြင့်ရှိတတ်ပါတယ်ဒါတော့ကျွန်မဒီဂျပန်နိုင်ငံမှာရှိတဲ့တက္ကသိုလ်ရဲ့ဒီ structure ကို review ပြန်လုပ်ပေးတာပါဒီဟာကကြတော့ဒီအပိုင်းကကြတော့ဒီကျမတို့ကိုလိုချင်တဲ့တက္ကသိုလ်ဒါမှမဟုတ်ကိုလိုချင်တဲ့ program ဒါမှမဟုတ်ကိုကြိုက်တဲ့ laboratory ကိုဘယ်လိုရှာမလဲဆိုတဲ့ဒီဘယ်လိုပြောမလဲtutorial လေးပေါ့နော်ဥပမာဆိုရင်ကျမတို့ဒီကျမတက်နေတဲ့ဒီ Kyushu University ဆိုကြ Google ကနေရှာလိုက်တယ်ဆိုလို့ရှိရင်ဒီ Kyushu တက္ကသိုလ်ရဲ့ဒီ Pema website ထဲရောက်သွားမယ် Pema website ထဲရောက်သွားတဲ့အခါမှာကျမတို့ဒီမှာဆိုရင် category အများကြီးရှိတယ်ပေါ့နော်အဲ့ဒီအောက်မှာဒီမှာ events about academic admission campus life စသဖြင့်ရှိတယ်အဲ့ဒီမှာအများသောအပြင် faculty တွေရဲ့ information အကုန်လုံးရှိတာကဒီ academic ဆိုတဲ့အောက်မှာရှိတတ်ပါတယ်ဆိုတော့ကျမတို့ဒီ academic ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာဒီလိုမျိုး category တွေကျလာမယ်ဆိုရင်ဒီ category မှာကျမတို့ဒီ school ဆိုတဲ့နေရာကိုရွေးလိုက်တာနဲ့ကျမတို့ဒီမှာနံပါတ်2ပြထားတဲ့အတိုင်းဒီနေရာကိုရောက်သွားမယ်ဒီမှာဆိုလို့ရှိရင်တော့ဒီ Kyushu တက္ကသိုလ်အောက်မှာရှိသမျှ schools တွေအကုန်လုံးကျလာလိမ့်မယ်ပေါ့နော်အဲ့ဒီမှာကျမဥပမာအားဖြင့် School of Agriculture ဆိုတဲ့နေရာကိုကျမနှိပ်လိုက်ပြီဆိုလို့ရှိရင် sorry ဒီ Faculty of Agriculture ဆိုတဲ့အောက်ကိုဒါရောက်သွားမယ်ပြီးမှကျမတို့ဒီမှာတွေ့ရလိမ့်မယ် Undergraduate School Graduate School ဆိုပြီးတွေ့ရလိမ့်မယ်ပေါ့နော် sorry အခုနေရာမှာကျမတို့ဒီ Graduate School ဆိုတဲ့နေရာနှိပ်လိုက်ပြီဆိုလို့ရှိရင်เนาะဒီလိုမျိုးတွေ့ရလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီမှာဆိုရင် graduate school under the faculty of agriculture of Kyushu University ဆိုတော့ဒီ graduate school မှာဆိုရင်ကျမတို့ department က၄ခုရှိမယ်ပေါ့နော်ဥပမာဆိုရင် Bioresource Science Department Agro-environmental Science Department Bioscience and Biotechnology Department Agriculture Resource Economic Department ဆိုပြီးတော့ department ၄ခုရှိတယ်ပြီးဒီမှာပြထားတဲ့ဟာတွေဆိုလို့ရှိရင်ဒီ category တွေအများကြီးရှိတယ်ပေါ့နော်ဥပမာဆိုရင်ဒီ Agro-environmental Science အောက်မှာဆိုလို့ရှိရင် Irrigation and Water Management Water Environmental Engineering စသဖြင့်ကျွန်တော်ဒီ category တွေ့ရလိမ့်မယ်အဲ့ဒီ category ကကြတော့ဒီ department အောက်မှာရှိနေတဲ့ laboratory ကိုပြချင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအဲ့လိုမျိုးရှာဒီ laboratory တွေပါအကုန်လုံးရှာလို့ရတယ်ပေါ့နော်ဥပမာကျွန်မဒီမှာဆိုရင်ထူးခြားချက်ကလေးပြထားတယ်ဒီဆိုအခုဆိုရင်ကျွန်မအခုသွားနေတာက Faculty of Agriculture အောက်မှာဆိုပေမဲ့ဒီမှာဆိုရင် lab တွေကဘာတွေရှိမလဲဆိုရင် Water Environment Engineering Agriculture Metrology Agriculture Machinery and Production System Design စသဖြင့်ဒီလိုlab တွေရှိတယ်မယ်ပေါ့နော်အဲ့ဒီ lab တွေမှာဆိုရင်ကိုက engineering background ဒါမှမဟုတ် science background ဒါမှမဟုတ်ကိုက data science background ရှိပြီးတော့မှဒီ agriculture နဲ့ဆိုင်တဲ့ research ကိုလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာလာရှားပါလိမ့်မယ်ဆိုတော့ပြောချင်တာကတော့ကိုက engineering background မဟုတ်ဘူး agriculture background မဟုတ်ဘူးတခြား background ဖြစ်တယ်ဆိုလို့ရှိရင်လည်းဒီလို lab တွေမှာ join လို့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့တစ်ခုရှိတာကတော့ဒီ program တွေမှာသင်ကြားမဲ့ဘာသာရပ်တွေကိုတည်တည်ချာကြည့်ပြီးတော့မှကိုလိုက်နိုင်မလားပေါ့နော်အဲ့ဒါတစ်ချက်စဉ်းစားပြီးတော့ဒီလိုမျိုး program မျိုး join လို့ရပါတယ်ဥပမာကျမတို့ department မှာရှိတဲ့ agriculture resource
agriculture resource economy အောက်မှာဆိုရင်ဒီမှာဆိုရင် international rural development study နောက်ပြီးလို့ရှိရင် food system research agriculture economic စသဖြင့်ဒီလို lab တွေရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုကဒီတခြားsocial science နဲ့လာပြီးတော့ဒီမှာလာ join နေဆိုလဲရတယ်ပေါ့နော်ရှောက်လို့ရတယ်ပေါ့ကိုယ့်ရဲ့ background academic background မတူလဲရှောက်လို့ရပါတယ်ဒါကြောင့်နောက်ထပ်ဥပမာတစ်ခုပေါ့နော်ဒီကကြတော့ Graduate School of Science under the Faculty of Science ဆိုတော့ဒီကျမတို့ QQ တက္ကသိုလ်ရဲ့ Faculty of Science အောက်မှာရှိတဲ့ဒီ Graduate School မှာဆိုလို့ရှိရင် department နေGraduate School 3ခုပြန်ရှိမယ်ပေါ့နော် Graduate School of Science ရှိမယ် Graduate School of Mathematics Graduate School of Life System Life Science စသဖြင့် Graduate School တွေအများကြီးပြန်ရှိမယ်ဆိုတော့ကိုရဲ့ undergraduate degree တခုခုကဒီ science ဘာသာနဲ့ဖြစ်တယ်ဆိုလို့ရှိရင်ဒီဟာတွေကိုတက်လို့ရတယ်ပေါ့နော်ဒါကတော့နောက်တစ်ခုပေါ့နော်ဒီ Faculty of Engineering ဒီ Faculty of Engineering အောက်မှာဆိုရင်လည်းဒီ graduate ကျောင်း3ကျောင်းရှိမယ်ဒီမှာဆိုရင် Graduate School of Information Science and Electrical Engineering နောက်တစ်ခုက Interdisciplinary Graduate School of Engineering Science Graduate School of Human Environment Studies စသဖြင့် Graduate School 3ခုရှိမယ်အဲ့ဒီ Graduate School ဖြင့် program တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့အကြောင်းပြမယ်ဆိုရင်ဒီလိုပုံစံနည်းတိုင်းနဲ့ရွေးရမှာဖြစ်ပါတယ်ဆိုတော့နောက်ထပ်တစ်ခုကပေါ့နော်ကျမတို့ဒီဂျပန်ကိုလာပြီးတော့ဒီ Mass Scholarship နဲ့ကိုယ့်ရဲ့ education background နဲ့မတူတဲ့တခြား master program ဒါမှမဟုတ် PhD program တက်လို့ရမှာလားဆိုလို့ရှိရင်အဖြေကရတယ်ပေါ့ကိုယ့်အတွက် chance ကပိုများမယ်ပေါ့နော်ပြီးတော့ဒီလိုကိုကမတူညီတဲ့ background ကလာပြီးတော့ဒီ supervisor ရွေးတဲ့အခါမှာလည်းဘယ်လိုပြောရမလဲဆိုရင်ကိုယ့်ရဲ့ supervisor ကလည်းဒီကိုယ့်ရဲ့research intern နဲ့ကိုက်လာပြီးလို့ရှိရင်ကိုကဒီ supervisor ကို contact ဖြစ်တဲ့အခါမှာကိုကဘာကြောင့်ဒီ program နဲ့တင့်တော်လဲပေါ့နော်ကိုယ့်ရဲ့ strength ကဘာလဲပေါ့နော်အဲ့ဒါတွေကိုတေချာပြသဖို့လိုတယ်ပေါ့နော်ပြီးတဲ့အခါမှာတော့နောက်ဆုံးအနေနဲ့ရေရှည်ကိုတွေးပြီးတော့မှဒီ program တွေရွေးသင့်ပါတယ်ဒါကျမပြင်ဆင်ထားတဲ့ tips လေးတွေပါဒီဟာတွေကကြတော့လေကျမဒီမှာ list လုပ်ပေးထားတာကျမဒီရှာထားတယ်ပေါ့နော်ဒီမှာဆိုရင်ဒီ graduate program တွေဆိုလို့ရှိရင်ကဒီ interdisciplinary approach နဲ့တွားတဲ့ program တွေပေါ့နော်ဒါတော့ကျမ list လုပ်ထားတဲ့လောက်ပဲဒီထက်ပိုပြီးတော့အများကြီးရှိနိုင်ပါသေးတယ်ဥပမာဆိုလို့ရှိရင် University of Tokyo မှာဆိုလို့ရှိရင် graduate program sustainability science ရှိတယ်အဲ့ဒါဆိုတော့ကိုကဘယ်science background ကနေဖြစ်ဒီဟာကိုတက်လို့ရမယ်ဥပမာ Kyoto တက္ကသိုလ်မှာဆိုရင် environmental engineering ရှိမယ်နောက်ပြီး Nagoya University နဲ့ Hiroshima University မှာဆိုရင် International Development Studies ဆိုတဲ့ program ရှိမယ်အဲ့ဒါဆိုရင်ကိုကဒီ social science နဲ့လာတဲ့လူတွေဆိုလည်းဒါရွေးလို့ရမယ်ပြီးရင် agriculture resource economy ဆိုရင်ကျွန်မအခုလက်ရှိတက်နေတဲ့ Kyushu တက္ကသိုလ်နဲ့ University of Tsukuba မှာရှိတယ်အဲ့ဆိုလည်းကိုကဒီ agriculture background တော့၎င်း economic background တော့၎င်းပြီးလို့ရှိရင်ဒါတော့ကျွန်မဒီ list လုပ်ထားပေးတဲ့ program တွေပေါ့နော်နောက်မှကိုအသေးစိတ်ပြန်ကြည့်လို့ရပါတယ်ဆိုတော့နောက်အချက်ကကြတော့ how to find potential supervisor ပေါ့နော်ကျမတို့ supervisor ရှာတဲ့အခါမှာဘယ်လိုရှာလို့ရမလဲပေါ့ဒါဆိုလို့ရှိရင်လည်းဒါ tutorial လေးပဲပေါ့နော်ကျမတို့အခုနကဒီ Kyushu တက္ကသိုလ်ရဲ့ Pema website ထဲဝင်လိုက်တဲ့အခါမှာဒီလို category တွေရှိမယ်ကျမတို့အခုနကတော့ဒီ academic အောက်ကနေတွားကြည့်တယ်အခုတော့ဒီ research category အောက်ကိုတွားလိုက်ပြီဆိုရင်ကျမတို့ဒီမှာ academic staff educational and research activity database ဆိုတဲ့ဒီ category ရှိမယ်ဒီဟာကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျမတို့research professor ရဲ့ list တွေအကုန်ကြလာမယ်ပေါ့နော်အဲ့ဒီခါမှာဘယ်လိုရှာလို့ရမလဲဆိုရင် professor တွေကို affiliation နဲ့တွဲပြီးရှာမလားဒါမှမဟုတ်လို့ရှိရင် research fee နဲ့တွဲပြီးရှာမလားဒါမှမဟုတ်လို့ရှိရင် most visited researcher ဆိုပြီးရှာမလားရှာလို့ရတယ်ပေါ့နော်အဲ့တော့ကိုကဒီမှာဆိုရင် Faculty of Economics လို့ဒီဟာကိုနှိပ်လိုက်တာဆိုတာ ਨੇ ဒီ Faculty of Economics အောက်မှာရှိတဲ့ professor မှန်သမျှအကုန်ကြလာမယ်ပြီးတဲ့အခါမှာသူတို့ဒီ faculty အောက်မှာရှိနေတဲ့ဒီ program တွေကနောက်ပြီးလို့ရှိရင်သူတို့ရဲ့ research project တွေအကုန်လုံးကြာလာမယ်ပေါ့နော်အဲ့ဒီကနေမှကိုကဒီ potential professor တွေတေချာရွေးမယ်ရွေးပြီးတော့မှ contact လုပ်လို့ရမယ်ပေါ့နော်အဲ့ဒီ professor ရဲ့ဒီနာမည်တွေကိုသွားဒီလိုမှဆိုရင်ဒီ professor တယောက်ပေါ့နော်သူ့ဒီနာမည်ကိုထိလိုက်တယ်ဆိုတာ ਨੇ သူရဲ့ information content တွေပါအကုန်လုံးကြာလာမယ်ပေါ့နော်ဒီလိုနည်းနဲ့ကျမတို့ဒီ supervisor တွေရှာလို့ရပါတယ်ဆိုတော့ကျမတို့ကဒီအမခုနပြောသလိုပဲ supervisor ကိုcontact လုပ်တဲ့အချိန်မှာအချိန်တိုတိုအတွင်းမှာကျမတို့ရဲ့ email က supervisor ရဲ့ attention ကိုရဖို့အတွက်ကအရေးကြီးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဒီမှာ some tips ကလေးပေါ့နော်အရင်ဆုံး use a clear subject line
example ဆိုလို့ရှိရင်တော့ prospective max student interested in blah blah topic ပေါ့နော်အဲ့လိုမျိုး topic ဘယ်လိုပြောမလဲ subject ကိုရေးလိုက်ပြီဆိုလို့ရှိရင်ဒါပို့ပြီးတော့ထိရောက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာပြီး introduce yourself briefly ပြီးရင်ကိုယ့်ရဲ့နာမည် current degree and university နောက်ပြီးလို့ရှိရင် state your purpose clearly အဲ့ဒါလည်းအရေးကြီးတယ်ပေါ့နော်ကိုက PhD ဒါမှမဟုတ် master ကို mass scholarship program အောက်မှာရှောက်ချင်လို့ပါဆိုပြီးတော့ပြောမယ်ပေါ့နော်ပြီးလို့ရှိရင် show your knowledge of their work ဒီအချက်ကလည်းတော်တော်လေးအရေးကြီးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီအချိန်မှာကျမတို့ကဒီ potential supervisor တွေရှာတဲ့အခါမှာသူတို့ရဲ့ recent publication ဒါမှမဟုတ်သူတို့ရဲ့ recent project တွေကိုကြည့်ပြီးတော့မှကိုကဒီ research gap တွေကိုရှာနိုင်ရမယ်အဲ့ဒီ research gap တွေကိုရှာပြီးတော့မှကိုယ့်ရဲ့ potential research နဲ့ချိန်နိုင်ရမယ်ပေါ့နော်အဲ့ဒါအရေးကြီးတယ်နောက်ပြီးလို့ရှိရင်ကိုလုံးမဲ့ဒီကို research လုပ်မဲ့ဒီ topic ရဲ့ဒီ publication trend ကိုလည်းတစ်ချက်လေ့လာရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဥမာတချို့supervisor တွေဆိုလို့ရှိရင်လွန်ခဲ့တဲ့၄နှစ်မှာအရန် trend ဖြစ်ထားတဲ့ hot ဖြစ်ထားတဲ့ဒီ topic တွေကိုပြန်ပြီးတော့သူတို့က repeat မလုပ်ချင်တော့ဘူးပေါ့နော်အဲ့ခါမှာကိုကအဲ့ဟာလေးတွေသတိထားဖို့လိုတယ်အဲ့ဒီကိုကလူတကာဘယ်လိုပြောမလဲလူတကာ research လုပ်ထားပြီးသား topic ကိုကပြန်ပြီးတော့မှ repeat လုပ်တယ်ဆိုရင်ဒါ attention ရမှာမဟုတ်ဘူးနောက်ပြီးတော့email ပို့တဲ့အခါမှာလည်းကိုယ့်ရဲ့ short CV academic summary ကိုဒီဟာလေးတွေနဲ့ attach လုပ်ပြီးလို့ရှိရင်လည်းပိုကောင်းတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ be polite and concise ပေါ့နော်ဆိုတော့နောက်ထပ် tips တစ်ခုကကြတော့ကျွန်တော်တို့ဒီဂျပန်မှာဒီ Southeast Asia research အတွက်ကို priority ပေးတဲ့ဒီ program တွေရှိတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် Kyoto တက္ကသိုလ်မှာဆိုရင်သူကဘာလဲဆိုတော့ဒီ Graduate School of Asian and African Studies ဆိုပြီးတော့အဲ့ဒီ graduate school ရှိတယ်အဲ့ဒီ graduate school ရဲ့အောက်မှာ Southeast Asia Area Study ဆိုတဲ့ department ရှိတယ်ဆိုတော့အဲ့ department ဆိုရင်ဒါ Southeast Asia Area Study ဖြစ်တဲ့အတွက်ကြောင့်လို့ကိုကလည်းအရှေ့တောင်အာရှလာတဲ့သူဆိုရင်ဒါကျင်းသေးကိုအတွက်ကဦးစားပေးခံရမှာဖြစ်တယ်အဲ့ဒီ Southeast Asia Area Study မှာဆိုလို့ရှိရင်ကျမတို့ dimension 3ခုရှိတယ် economics dimension ရှိတယ် environment dimension ရှိတယ်ဒီ society ဖြစ်တဲ့ဒီ human culture dimension ရှိတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကိုက economics background လာတယ်ပဲဖြစ်ဖြစ် environment background မှာလာတယ်ပဲဖြစ်ဖြစ် social science ကလာတယ်ပဲဖြစ်ဖြစ်ကျမတို့ဒီ program ရှောက်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင် interdisciplinary approach ပေါ့နော်နောက်တစ်ခုကကြတော့ဒီ Nagoya University မှာဆိုရင် Graduate School of International Development ဆိုတာရှိတယ်အဲ့ဒီ Graduate School ရဲ့အောက်မှာရှိတဲ့ဒီ department မှာဆိုလို့ရှိရင်သူကဒီအရှိတောင်အာရှရဲ့ဒီ policy နဲ့ development ပိုင်းကိုသူဦးစားပေးတယ်ပေါ့နော်အဲ့လို program တွေရွေးရဆိုလို့ရှိရင်ကိုကလည်းမြန်မာနိုင်ငံဖြစ်တဲ့အတွက်ကြောင့်လို့ဒါကိုအတွက်ကပို့ပြီးတော့ chance များနိုင်တယ်နောက်တစ်ခုကဒီ Hiroshima University မှာဆိုလို့ရှိရင်လည်းဒီ International Development and Cooperation Program ရှိတယ်အဲ့ဒီမှာဆိုတော့သူက Peace Education ASEAN Cooperation ဆိုပြီးတော့ရှိတဲ့အတွက်ကြောင့်မလို့ဒီလို program လေးတွေရွေးလို့ရှိရင်လည်းကိုယ့်ဘက်က chance များနိုင်တယ်နောက်ဆုံးတစ်ခုကကြတော့ဒီ Tokyo University of Agriculture and Technology အဲ့ဒီမှာဆိုရင်သူက United Graduate School of Agriculture Science ဆိုတာရှိတယ်အဲ့ဒါကကြတော့ဘာလဲဆိုတော့ 3-year PhD program ပေါ့နော်အဲ့ဒီမှာဆိုရင်သူကအဓိကအရင်နှစ်တည်းကဆိုအဓိကသူအရှေ့တောင်အာရှကျောင်းသားတွေဦးစားပေးပြီးတော့ဒီဦးစားပေးတဲ့ program ပေါ့နော်ကိုကဒီလိုမျိုးprogram လေးတွေသိတာလို့ရှိရင်ကြောင်ယူတဲ့အခါမှာပို့ပြီးတော့အဆင်ပြေမယ်ပြီးရင်ကိုယ့်အတွက် chance ပိုများမယ်ပေါ့နော်ဒါကတော့ tips လေးတွေပါဒီထက်မကလည်းတခြားသော program တွေရှိအောင်ပါဒါတော့ကျွန်မသိတယ်လောက်ပေါ့နော်ကျွန်မ research လုပ်ထားတဲ့လောက် program လေးတွေပါတယ်ဒါကတော့ကျွန်မပြင်ဆင်ထားတဲ့အပိုင်းတွေပါဟုတ်ကဲ့ပါဟုတ်ဆရာမကိုလည်းကျေးဇူးတင်တယ် participant တွေလည်းကျေးဇူးတင်တယ်ကျွန်တော်တို့ဒီအညာ institute ကနေပြီးတော့ဗောနော်ဒီ scholarship sharing session လေးတွေပြုလုပ်ပေးနေရဗောနော်ဒီဆရာမတို့တခြား stage ကျွန်းပေါ့နော်တခြား scholarship လေးတွေလည်းလုပ်ပေးရပြီးတော့မှကိုလုပ်ချင်တဲ့ကိုနားထောင်ခြင်းနဲ့ကိုရှောက်ခြင်းနဲ့ scholarship လေးတွေလည်းဒီအညာရဲ့ Facebook Messenger ဒါမှမဟုတ် email ကနေတစ်ဆင့်ပြောပြီးတော့မှ request လုပ်လို့ရပါတယ်လို့ဟုတ်ဆရာမကျေးဇူးအများကြီးတင်တယ်လာပေးရဲ့ participant တွေလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဆိုတော့ဆရာမဒီကနေပဲကျွန်တော်ဒီ section လေးကို end လိုက်ပါမယ်เนาะကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်